ခရစ်တော်ရှင်မြတ်ထားမြောက်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ချီးမွမ်းရတာဖြစ်တယ်ဟာလေလုယာအာမင်ဘေးနာလူကိုပြောလိုက်ပါသူတို့ကအာရပါရချီးမွမ်းရအောင်လို့အာရပါရချီးမွမ်းရအောင်တို့ရဲ့နေ့ရဲ့တိုင်းတို့ရဲ့စက္ကန့်တိုင်းချစ်တိုင်းမကုန်နိုင်ပြီတဲ့နိုင်များလာတော့အောင်ဖွင့်မှုများပြီဖျားရဲ့တဲ့ကျွန်တော်နဲ့စိတ်ခံစားရတွေ့ရမယ့်နေ့ဖြစ်တယ်အာမင်ဘယ်နေရာယုံကြည်လဲဟာလေလုယာဒီနေ့အလွန်ကြီးမြတ်တဲ့ဘုန်းတော်သင်ပေါ်မှာတက်ရောက်လာမှာဖြစ်တယ်သင်ရဲ့မိသားစုမှာနေရာယူလာမှာဖြစ်တယ်ဟာလေလုယာပြန်လဲကျွားတော့ဒီဆိုရအောင်အာမင်အလွန်ကြီးမြတ်သောဘုရားရဲ့ဘုန်းတော်အလွန်ကြီးမြတ်သောဘုရားရဲ့ဘုန်းတော်ဤရမမြင်တွေ့ခံစားရပြီပေတလာရဲ့ကဲ့သို့ယူပါယုံများတွေ့အစမဲနဲ့ချီမမီကိုရလုံးကောင်းမြတ်ပေသည်
ပေးရအောင်အာမင်